Araham bahi andazayan tugadan amidan widazan lalidan adulan Sarana dibawubadaman yamagan tukadan taranan panama mizina Edena disa wizina hodu mezaya mingalan Araham Yamanalu Tombong Doi Jibu Koyo Puzo Tu Kanyuro Mutaito Araham Sikwe Yadita Nai Makamu Kilita Akudu Aniji Dugule Pulodo Mamubitato Araham Wadana Nindagwa Tatangaya Kilita Duma Kinwi Sinjedo Mubitato Bahi Andazaya Adwiya Abiyan Dugu Adandan Aumindo Mubitato Tugadan Kaundo Zagagu Suro Mudatato Tugadan Kaundo Nibandu Lebe Juatoado Mudatato Amidam Manaishi Ado Kono Baunele Pizundo Mubitato Virazan Raga Asashido Kilita Mu Anyijima Kinwido Mubitato Lalidan Yangjido Chowdwe Pi Kumyu Sanpe Tindedo Mubitato Adulan Tila County Tamadini Jibi Pinya Lunketa Yue Piaila Naindu Adule Shido Mamubitato Sarana Niban Yaujang Jingao Ni Pizundo Mubitato Tiba Ubadaman Bawa Tomba Bong Tomba Dunai Kilita Bumi Dogu Nyi Isido Munaitato Yamaga Yimi Aso Asashido Tagubya Dihadugo Anulo Padilo Pyaswando Munaitato Tukadan Luchanda Nachanda Niban Chanda Dugu Pido Mudatato Taranam Lunanaga Tajabyama Tadawa Winimya Buchidui Ada Kukweya Asi Ekam Pido Mubitato Sina Lite Sapa Akaingu Lankainga Tachatepi Ngama Swaya Amigo Piasi Aumindo Mudo Piashin Kudo Miajigo Aham Piadabido Di Panama Miyo Di Miano Manyu Juye Shiko Gado Ba Imya Swabya Edena Disa Wizina Ido Notan Poto Piandapi Homan Swa Suyade Wasi Tisa Zagajao Edena Disa Wizina Ido Piashin Kuromya Jidi Araham Bahi Andazaya Asashido Kondo Duni Pizondo Mubabi Ilo Mankan Zwa Suyade Wasi Tisa Zagajao Me Bayadabido A Saya Mingalan Nabya Twin Bian Sinwe Lo Insanda Hudamyadi Piwa Songzwa Santo Dadu Ongya Ongmu Ongjong Beauty Ong Suyedana Ong Jinji Mingaladi
ဟောတုမုတ်ချမသွေဖြစ်ပါစေတည်းအရဟံဘဟိအန္တဇယံသုကတံအမိတံဝိရဇံလလိတံအတုလံစရဏံတိဘဝပါသမ္မံယမကံဒုက္ခတံတရဏံပနာမာမိစိနံဧတေနာသစ္စာဝိစေနဟောတုမေဇယမင်္ဂလံအရဟံမြမနတုသုံးဘုံသူတို့ဤကြည်ဖြူကောရောပူဇော်သူကိုခံယူတော်မူထိုက်သောအရဟံစိတ်ွယ်ရာယတိတ၌မကောင်းမှုကိလေသာအကုသိုလ်အညစ်အကြေးတို့ကိုလည်းပြုလုပ်တော်မမူပေထသောအရဟံဝါဒနာနှင့်တကွ1500ကိလေသာတို့မှကင်းဝေးစင်ကြယ်တော်မူပေထသောဗဟိအန္တဇယံအတွင်းယံအပြင်ယံတို့ကိုအတန်တန်အောင်မြင်တော်မူပေထသောသုကတံကောင်းသောစကားကိုဆိုတော်မူတတ်ထသောသုကတံကောင်းသောနိဗ္ဗာန်သို့လည်းပဲကြွားသွားတော်မူတတ်ထသောအမိတံမနိုင်ရှင်အပ်သောဂုဏ်တော်ပေါင်းနှင့်လည်းပြည့်စုံတော်မူပေထသောဝိရဇံရာဂအစရှိသောကိလေသာမျိုးအငြိကြေးမှကင်းဝေးတော်မူပေထသောလာလီတံရောင်ကြည်တော်6သွဲဖြင့်ကိုမျိုးစံပဲတင့်တဲ့တော်မူပေထသောအတုလံသီလခေါင်တိတမာတိနှင့်ကြည်ပြီးပညာလွန်ကဲသာ၍ပြိုင်လာနိုင်သူအတုလည်းရှိတော်မမူပေထသောစရဏံနိဗ္ဗာန်ရောက်ကြောင်းအကျင့်ကောင်းနှင့်ပြည့်စုံတော်မူပေထသောတိဘဝပါသမ္မံဘဝ3ပါးဘုံ3ပါးတို့၌ကိလေသာဘူမိတို့ကိုငြိမ်းအေးစီတော်မူနိုင်ထသောယမကံယေမိအစုံအစရှိသောတကုပြာဒိဟာတို့ကိုအနုလုံပတိလုံပြစွမ်းတော်မူနိုင်ထသောဒုက္ခတံလူချမ်းသာနတ်ချမ်းသာနိဗ္ဗာန်ချမ်းသာတို့ကိုပေးတော်မူတတ်ထသောတရဏံလူနတ်နဂတရားဗျမ္မာတတ္တဝါဝီနေမြဘုချီတို့ဤအာတာကုကွယ်ရာအစိဧကံဖြစ်တော်မူပေထသောဇိနံလေးသေးစာပန်းအခိုင်ကိုလမ်းကင်ကားတစ်ချက်တည်းဖြင့်ငါမဆွဲရန်အမိကိုဖြည့်ဆည်းအောင်မြင်တော်မူသောဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုအဟံဘုရားတပည့်တော်သည်ပနာမာမိယောတိမြတ်နိုမညွတ်ကျွ၍ရှေခိုးကတော့ပါဤမြတ်စွာဘုရားဧတေနာသစ္စာဝိစေနာဤသို့နှုတ်တံဖော်ထုတ်ပြန်သဖြင့်ဟုတ်မှန်စွာဆိုရတဲ့ဝစီသစ္စာစကားကြောင့်ဧတေနာသစ္စာဝိစေနာဤသို့ဘုရားရှင်ကိုရောမြတ်ကြီးသည်အရဟံဘဟိအန္တဇယံအစရှိသောဂုဏ်တော်တို့နှင့်ပြည့်စုံတော်မူပါပေ၏လို့မှန်ကန်စွာဆိုရတဲ့ဝစီသစ္စာစကားကြောင့်မေဘုရားတပည့်တော်အားဆရာမင်္ဂလံနှပြတွင်ပြင်ပြီးရန်ဆင်၍လောအင်စန္ဒဟုသမျှသည်
ပြေဝဆုံစွာစံတော်ဓာတုအောင်ရအောင်မှုအောင်ကြောင့်ပြုသည်အောင်စုရတနာအောင်ခြင်းကြီးမင်္ဂလာသည်ဟောတုမုတ်ချမသွေဖြစ်ပါစေတည်းအရဟံဘဟိအန္တဇယံသုကတံအမိတံဝိရဇံလလိတံအတုလံစရဏံတိဘဝပါသမ္မယမကံဒုက္ခတံတရဏံဗနာမာမိစိနံဧတေနာသစ္စာဝိဇေနဟောတုမေဇယမင်္ဂလံအရဟံမြမနတ္တုသုံးဘုံသူတို့ဤကြည်ဖြူကောရောပူဇော်ထုကိုခံယူတော်မူထိုက်သောအရဟံစိတ်ွယ်ရာယတေတာ၌မကောင်းမှုကိလေသာအကုသိုလ်အညစ်အကြေးတို့ကိုလည်းပြုလုပ်တော်မမူပေထသောအရဟံဝါဒနာနှင့်တကွ1500ကိလေသာတို့မှကင်းဝေးစင်ကြယ်တော်မူပေထသောဗဟိအန္တဇယံအတွင်းယံအပြင်ယံတို့ကိုအတန်တန်အောင်မြင်တော်မူပေထသောသုကတံကောင်းသောစကားကိုဆိုတော်မူတတ်ထသောသုကတံကောင်းသောနိဗ္ဗာန်သို့လည်းပဲကြွားသွားတော်မူတတ်ထသောအမိတံမနိုင်ရှင်အပ်သောဂုဏ်တော်ပေါင်းနှင့်လည်းပြည့်စုံတော်မူပေထသောဝိရဇံရာဂအစရှိသောကိလေသာမျိုးအငြိကြီးမှကင်းဝေးတော်မူပေထသောလာလီတံရောင်ကြည်တော်6သွဲဖြင့်ကိုမျိုးစံပဲတင့်တဲ့တော်မူပေထသောအတုလံသီလခေါင်တိတမာတိနှင့်ကြည်ပြီးပညာလွန်ကဲသာ၍ပြိုင်လာနိုင်သူအတုလည်းရှိတော်မမူပေထသောစရဏံနိဗ္ဗာန်ရောက်ကြောင်းအကျင့်ကောင်းနှင့်ပြည့်စုံတော်မူပေထသောတိဘဝုပါသမ္မံဘဝ3ပါးဘုံ3ပါးတို့၌ကိလေသာဘူမိတို့ကိုငြိမ်းအေးစေတော်မူနိုင်ထသောယမကံယေမိအစုံအစရှိသောတကုပြာတိဟာတို့ကိုအနုလုံပတိလုံပြစွမ်းတော်မူနိုင်ထသောဒုက္ခတံလူချမ်းသာနတ်ချမ်းသာနိဗ္ဗာန်ချမ်းသာတို့ကိုပေးတော်မူတတ်ထသောတရဏံလူနတ်နတ်ကတရားဗျမ္မာတတ္တဝါဝီနေမြဘုချီတို့ဤအာတာကုကွယ်ရာအစိဧကံဖြစ်တော်မူပေထသောဇိနံလေးသေးစာပန်းအခိုင်ကိုလမ်းကင်ကားတစ်ချက်တည်းဖြင့်ငါမဆွဲရန်အမည်ကိုဖြည့်ဆည်းအောင်မြင်တော်မူသောဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုအဟံဘုရားတပည့်တော်သည်ပနာမာမိယောတိမြတ်နိုးမညွတ်ကျွ၍ရှေခိုးကတော့ပါဤမြတ်စွာဘုရားဧတေနာသစ္စာဝိဇေနာဤသို့နှုတ်တံဖော်ထုတ်ပြန်သဖြင့်ဟုတ်မှန်စွာဆိုရတဲ့ဝစီသစ္စာစကားကြောင့်ဧတေနာသစ္စာဝိဇေနာဤသို့ဘုရားရှင်ကိုရောမြတ်ကြီးသည်အရဟံဘဟိအန္တဇယံအစရှိသောဂုဏ်တော်တို့နှင့်ပြည့်စုံတော်မူပါပေ၏လို့မှန်ကန်စွာဆိုရတဲ့ဝစီသစ္စာစကားကြောင့်မေဘုရားတပည့်တော်အား
စယမင်္ဂလံနပြတွင်ပြင်ဘိယံစင်၍လောအင်စန္ဒဟုသမျှသည်ပြေဝါဆုံစွာစံတော်ဓာတုအောင်ရာအောင်မှုအောင်ကြောင့်ပြုသည်အောင်စုယတနာအောင်ခြင်းကြီးမင်္ဂလာသည်ဟောတုမုတ်ချမသွေဖြစ်ပါစေတည်းအရဟံဘဟိအန္တဇယံသုကတံအမိတံဝိရဇံလလိတံအတုလံစရဏံတိဘဝုပါသမ္မယမကံဒုက္ခတံတရဏံဗနာမာမိစိနံဧတေနာသစ္စာဝိစေနဟောတုမေဇယမင်္ဂလံအရဟံမြမနန္တုသုံးဘုံသူတို့ဤကြည်ဖြူကောရောပူဇော်သူကိုခံယူတော်မူထိုက်သောအရဟံစိတ်ွယ်ရာယတိတာ၌မကောင်းမှုကိလေသာအကုသိုလ်အညစ်အကြေးတို့ကိုလည်းပြုလုပ်တော်မမူပေထသောအရဟံဝါဒနာနှင့်တကွ1500ကိလေသာတို့မှကင်းဝေးစင်ကြယ်တော်မူပေထသောဗဟိအန္တဇယံအတွင်းယံအပြင်ယံတို့ကိုအတန်တန်အောင်မြင်တော်မူပေထသောသုကတံကောင်းသောစကားကိုဆိုတော်မူတတ်ထသောသုကတံကောင်းသောနိဗ္ဗာန်သို့လည်းပဲကြွားသွားတော်မူတတ်ထသောအမိတံမနိုင်ရှင်အပ်သောဂုဏ်တော်ပေါင်းနှင့်လည်းပြည့်စုံတော်မူပေထသောဝိရဇံရာဂအစရှိသောကိလေသာမျိုးအငြိကြေးမှကင်းဝေးတော်မူပေထသောလာလီတံရောင်ကြည်တော်6သွဲဖြင့်ကိုမျိုးစံပဲတင့်တယ်တော်မူပေထသောအတုလံသီလခေါင်တိတမာတိနှင့်ကြည်ပြီးပညာလွန်ကဲသာ၍ပြိုင်လာနိုင်သူအတုလည်းရှိတော်မမူပေထသောစရဏံနိဗ္ဗာန်ရောက်ကြောင်းအကျင့်ကောင်းနှင့်ပြည့်စုံတော်မူပေထသောတိဘဝုပါသမ္မံဘဝ3ပါးဘုံ3ပါးတို့၌ကိလေသာဘူမိတို့ကိုငြိမ်းအေးစေတော်မူနိုင်ထသောယမကံယေမိအစုံအစရှိသောတကုပြာတိဟာတို့ကိုအနုလုံပတိလုံပြစွမ်းတော်မူနိုင်ထသောဒုက္ခတံလူချမ်းသာနတ်ချမ်းသာနိဗ္ဗာန်ချမ်းသာတို့ကိုပေးတော်မူတတ်ထသောတရဏံလူနတ်နဂတရားဗျမ္မာတတ္တဝါဝီနေမြဘုချီတို့ဤအာထာကုကွယ်ရာအစိဧကံဖြစ်တော်မူပေထသောဇိနံလေးသေးစာပန်းအခိုင်ကိုလမ်းကင်ကားတစ်ချက်တည်းဖြင့်ငါမဆွဲရန်အမည်ကိုဖြည့်ဆည်းအောင်မြင်တော်မူသောဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုအဟံဘုရားတပည့်တော်သည်ပဏာမာမိယောတိမြတ်တို့မညွတ်ကျွ၍ရှေခိုးကတော့ပါဤမြတ်စွာဘုရားဧတေနာသစ္စာဝိစေနာဤသို့နှုတ်တံဖော်ထုတ်ပြန်သဖြင့်ဟုတ်မှန်စွာဆိုရတဲ့ဝစီသစ္စာစကားကြောင့်ဧတေနာသစ္စာဝိစေနာဤသို့ဘုရားရှင်ကိုရောမြတ်ကြီးသည်အရဟံဘဟိအန္တဇယံအစရှိသောဂုဏ်တော်တို့နှင့်ပြည့်စုံတော်မူပါပေ၏လို့
မှန်ကန်စွာဆိုရတဲ့ဝစီသစ္စာစကားကြောင့်မေဘုရားတပည့်တော်အားဆရာမင်္ဂလံနှပြတွင်ပြင်ပြီးရန်ဆင်၍လောအင်စန္ဒဟုသမျှသည်ပြေဝါဆုံးစွာစံတော်ဓာသို့အောင်ရအောင်မှုအောင်ကြောင်းပြုသည်အောင်စုယတနာအောင်ခြင်းကြီးမင်္ဂလာသည်ဟောတုမုတ်ချမသွေဖြစ်ပါစေတည်းအရဟံဘဟိအန္တဇယံသုကတံအမိတံဝိရဇံလလိတံအတုလံစရဏံတိဘဝုပါသမ္မယမကံဒုက္ခတံတရဏံဗနာမာမိစိနံဧတေနာသစ္စာဝိစေနဟောတုမေဇယမင်္ဂလံအရဟံမြမနန္တုသုံးဘုံသူတို့ဤကြည်ဖြူကောရောပူဇော်သူကိုခံယူတော်မူထိုက်သောအရဟံစိတ်ွယ်ရာယတိတ၌မကောင်းမှုကိလေသာအကုသိုလ်အညစ်အကြေးတို့ကိုလည်းပြုလုပ်တော်မမူပေထသောအရဟံဝါဒနာနှင့်တကွ1500ကိလေသာတို့မှကင်းဝေးစင်ကြယ်တော်မူပေထသောဗဟိအန္တဇယံအတွင်းယံအပြင်ယံတို့ကိုအတန်တန်အောင်မြင်တော်မူပေထသောသုကတံကောင်းသောစကားကိုဆိုတော်မူတတ်ထသောသုကတံကောင်းသောနိဗ္ဗာန်သို့လည်းပဲကြွားသွားတော်မူတတ်ထသောအမိတံမနိုင်ရှင်အပ်သောဂုဏ်တော်ပေါင်းနှင့်လည်းပြည့်စုံတော်မူပေထသောဝိရဇံရာဂအစရှိသောကိလေသာမြအငြိကြေးမှကင်းဝေးတော်မူပေထသောလာလီတံရောင်ကြည်တော်6သွဲဖြင့်ကိုမြူစံပဲတင့်တယ်တော်မူပေထသောအတုလံသီလခေါင်တိတမာတိနှင့်ကြည်ပြီးပညာလွန်ကဲသာ၍ပြိုင်လာနိုင်သူအတုလည်းရှိတော်မမူပေထသောစရဏံနိဗ္ဗာန်ရောက်ကြောင်းအကျင့်ကောင်းနှင့်ပြည့်စုံတော်မူပေထသောတိဘဝုပါသမ္မံဘဝ3ပါးဘုံ3ပါးတို့၌ကိလေသာဘူမိတို့ကိုငြိမ်းအေးစေတော်မူနိုင်ထသောယမကံယေမိအစုံအစရှိသောတကုပြာဒိဟာတို့ကိုအနုလုံပတိလုံပြစွမ်းတော်မူနိုင်ထသောဒုက္ခတံလူချမ်းသာနတ်ချမ်းသာနိဗ္ဗာန်ချမ်းသာတို့ကိုပေးတော်မူတတ်ထသောတရဏံလူနတ်နဂတရားဗျမ္မာတတ္တဝါဝီနေမြဘုချေတို့ဤအာတာကုကွယ်ရာအစိဧကံဖြစ်တော်မူပေထသောဇိနံလေးသေးစာပန်းအခိုင်ကိုလမ်းကင်ကားတစ်ချက်တည်းဖြင့်ငါမဆွဲရန်အမည်ကိုဖြည့်ဆည်းအောင်မြင်တော်မူသောဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုအဟံဘုရားတပည့်တော်သည်ပနာမာမိယောတိမြတ်နိုမညွတ်ကျွ၍ရှေခိုးကတော့ပါဤမြတ်စွာဘုရားဧတေနာသစ္စာဝိဇေနာဤသို့နှုတ်တံဖော်ထုတ်ပြန်သဖြင့်ဟုတ်မှန်စွာဆိုရတဲ့ဝစီသစ္စာစကားကြောင့်ဧတေနာသစ္စာဝိဇေနာဤသို့ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်
အရဟံဘဟိအန္တာဇယံအစရှိသောဂုဏ်တော်တို့နှင့်ပြည့်စုံတော်မူပါပေ၏လိုမှန်ကန်စွာဆိုရတဲ့ဝစီသစ္စာစကားကြောင့်မေဘုရားတပည့်တော်အားဆရာမင်္ဂလံနှပြတွင်ပြင်ပြီးရန်ဆင်၍လောအင်စန္ဒဟုသမျှသည်ပြေဝါဆုံးစွာစံတော်ဓာသို့အောင်ရအောင်မှုအောင်ကြောင်းပြုသည်အောင်စုယတနာအောင်ခြင်းကြီးမင်္ဂလာသည်ဟောတုမုတ်ချမသွေဖြစ်ပါစေတည်းအရဟံဘဟိအန္တဇယံသုကတံအမိတံဝိရဇံလလိတံအတုလံစရဏံတိဘဝပါသမံယမကံဒုက္ခတံတရဏံပနာမာမိစိနံဧတေနာသစ္စာဝိစေနဟောတုမေဇယမင်္ဂလံအရဟံမြမနန္တုသုံးဘုံသူတို့ဤကြည်ဖြူကောရောပူဇော်သူကိုခံယူတော်မူထိုက်သောအရဟံစိတ်ွယ်ရာယတိတာ၌မကောင်းမှုကိလေသာအကုသိုလ်အညစ်အကြေးတို့ကိုလည်းပြုလုပ်တော်မမူပေထသောအရဟံဝါဒနာနှင့်တကွ1500ကိလေသာတို့မှကင်းဝေးစင်ကြယ်တော်မူပေထသောဘဟိအန္တာဇယံအတွင်းယံအပြင်ယံတို့ကိုအတန်တန်အောင်မြင်တော်မူပေထသောသုကတံကောင်းသောစကားကိုဆိုတော်မူတတ်ထသောသုကတံကောင်းသောနိဗ္ဗာန်သို့လည်းပဲကြွားသွားတော်မူတတ်ထသောအမိတံမနိုင်ရှင်အပ်သောဂုဏ်တော်ပေါင်းနှင့်လည်းပြည့်စုံတော်မူပေထသောဝိရဇံရာဂအစရှိသောကိလေသာမြအညစ်အကြေးမှကင်းဝေးတော်မူပေထသောလာလီတံရောင်ကြည်တော်6သွဲဖြင့်ကိုမြူစံပဲတင့်တဲ့တော်မူပေထသောအတုလံသီလခေါင်တိတမာတိနှင့်ကြည်ပြီးပညာလွန်ကဲသာ၍ပြိုင်လာနိုင်သူအတုလည်းရှိတော်မမူပေထသောစရဏံနိဗ္ဗာန်ရောက်ကြောင်းအကျင့်ကောင်းနှင့်ပြည့်စုံတော်မူပေထသောတိဘဝပါသမံဘဝ3ပါးဘုံ3ပါးတို့၌ကိလေသာဘူမိတို့ကိုငြိမ်းအေးစီတော်မူနိုင်ထသောယမကံယေမိအစုံအစရှိသောတကုပြာတိဟာတို့ကိုအနုလုံပတိလုံပြစွမ်းတော်မူနိုင်ထသောဒုက္ခတံလူချမ်းသာနတ်ချမ်းသာနိဗ္ဗာန်ချမ်းသာတို့ကိုပေးတော်မူတတ်ထသောတရဏံလူနတ်နဂတရားဗျမ္မာတတ္တဝါဝီနေမြဘုချီတို့ဤအာထာကုကွယ်ရာအစိဧကံဖြစ်တော်မူပေထသောဇိနံလေးသေးစာပန်းအခိုင်ကိုလမ်းကင်ကားတစ်ချက်တည်းဖြင့်ငါမဆွဲရန်အမည်ကိုဖြည့်ဆည်းအောင်မြင်တော်မူသောဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုအဟံဘုရားတပည့်တော်သည်ပနာမာမိယောတိမြတ်နိုမညွတ်ကျွ၍ရှေခိုးကတော့ပါဤမြတ်စွာဘုရားဧတေနာသစ္စာဝေစေနာဤသို့နှုတ်တံဖော်ထုတ်ပြန်သဖြင့်ဟ
ဟုတ်မှန်စွာဆိုရတဲ့ဝစီသစ္စာစကားကြောင့်ဧတေနာသစ္စာဝိဇေနာဤသို့ဘုရားရှင်ကိုရောမြတ်ကြီးသည်အရဟံဘဟိအန္တာဇယံအစရှိသောဂုဏ်တော်တို့နှင့်ပြည့်စုံတော်မူပါပေ၏လို့မှန်ကန်စွာဆိုရတဲ့ဝစီသစ္စာစကားကြောင့်မေဘုရားတပည့်တော်အားဆရာမင်္ဂလံနှပြတွင်ပြင်ပြီးရန်ဆင်၍လောအင်ဆန္ဒဟုသမျှသည်ပြေဝါဆုံးစွာစံတော်တာသို့အောင်ရအောင်မှုအောင်ကြောင့်ပြုသည်အောင်စုယတနာအောင်ခြင်းကြီးမင်္ဂလာသည်ဟောတုမုတ်ချမသွေဖြစ်ပါစေတည်းအရဟံဘဟိအန္တဇယံသုကတံအမိတံဝိရဇံလလိတံအတုလံစရဏံတိဘဝပါသမ္မံယမကံဒုက္ခတံတရဏံပနာမာမိစိနံဧတေနာသစ္စာဝိဇေနာဟောတုမေဇယမင်္ဂလံအရဟံမြမနန္တုသုံးဘုံသူတို့ဤကြည်ဖြူကောရောပူဇော်သူကိုခံယူတော်မူထိုက်သောအရဟံစိတ်ွယ်ရာယတ္တိတ၌မကောင်းမှုကိလေသာအကုသိုလ်အညစ်အကြေးတို့ကိုလည်းပြုလုပ်တော်မမူပေထသောအရဟံဝါဒနာနှင့်တကွ1500ကိလေသာတို့မှကင်းဝေးစင်ကြယ်တော်မူပေထသောဘဟိအန္တာဇယံအတွင်းယံအပြင်ယံတို့ကိုအတန်တန်အောင်မြင်တော်မူပေထသောသုကတံကောင်းသောစကားကိုဆိုတော်မူတတ်ထသောသုကတံကောင်းသောနိဗ္ဗာန်သို့လည်းပဲကြွားသွားတော်မူတတ်ထသောအမိတံမနိုင်ရှင်အပ်သောဂုဏ်တော်ပေါင်းနှင့်လည်းပြည့်စုံတော်မူပေထသောဝိရဇံရာဂအစရှိသောကိလေသာမျိုးအငြိကြီးမှကင်းဝေးတော်မူပေထသောလာလီတံရောင်ကြည်တော်6သွဲဖြင့်ကိုမျိုးစံပဲတင့်တဲ့တော်မူပေထသောအတုလံသီလခေါင်တိတမာတိနှင့်ကြည်ပြီးပညာလွန်ကဲသာ၍ပြိုင်လာနိုင်သူအတုလည်းရှိတော်မမူပေထသောစရဏံနိဗ္ဗာန်ရောက်ကြောင်းအကျင့်ကောင်းနှင့်ပြည့်စုံတော်မူပေထသောတိဘဝပါသမ္မံဘဝ3ပါးဘုံ3ပါးတို့၌ကိလေသာဘူမိတို့ကိုငြိမ်းအေးစီတော်မူနိုင်ထသောယမကံယေမိအစုံအစရှိသောတကုပြာဒိဟာတို့ကိုအနုလုံပတ္တိလုံပြစွမ်းတော်မူနိုင်ထသောဒုက္ခတံလူချမ်းသာနတ်ချမ်းသာနိဗ္ဗာန်ချမ်းသာတို့ကိုပေးတော်မူတတ်ထသောတရဏံလူနတ်နတ်ကတရားဗျမ္မာတတ္တဝါဝေနေမြဘုချေတို့ဤအာတာကိုကွယ်ရာအစိဧကံဖြစ်တော်မူပေထသောဇိနံလေးသေးစာပန်းအခိုင်ကိုလမ်းကင်ကားတစ်ချက်တည်းဖြင့်ငါမဆွဲရန်အမည်ကိုဖြည့်ဆည်းအောင်မြင်တော်မူသောဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုအဟံဘုရားတပည့်တော်သည်ပနာမာမိယောတိမြတ်နိုမညွတ်ကျွ၍ရ
ရှေခိုးကတော့ပါဤမြတ်စွာဘုရားဧတေနာသစ္စာဝေစေနာဤသို့နှုတ်တံဖော်ထုတ်ပြန်သဖြင့်ဟုတ်မှန်စွာဆိုရတဲ့ဝစီသစ္စာစကားကြောင့်ဧတေနာသစ္စာဝေစေနာဤသို့ဘုရားရှင်ကိုရောမြတ်ကြီးသည်အရဟံဗဟိအန္တာဇယံအစရှိသောဂုဏ်တော်တို့နှင့်ပြည့်စုံတော်မူပါပေ၏လို့မှန်ကန်စွာဆိုရတဲ့ဝစီသစ္စာစကားကြောင့်မေဘုရားတပည့်တော်အားဆရာမင်္ဂလံနှပြတွင်ပြင်ပြီးရန်ဆင်၍လောအင်စန္ဒဟုသမျှသည်ပြေဝါဆုံးစွာစံတော်ဓာသို့အောင်ရအောင်မှုအောင်ကြောင်းပြုသည်အောင်စုယတနာအောင်ခြင်းကြီးမင်္ဂလာသည်ဟောတုမုတ်ချမသွေဖြစ်ပါစေတည်းအရဟံဗဟိအန္တဇယံသုကတံအမိတံဝိရဇံလလိတံအတုလံစရဏံတိဘဝပါသမ္မယမကံဒုက္ခတံတရဏံဗနာမာမိစိနံဧတေနာသစ္စာဝိစေနာဟောတုမေဇယမင်္ဂလံအရဟံမြမနန္တုသုံးဘုံသူတို့ဤကြည်ဖြူကောရောပူဇော်သူကိုခံယူတော်မူထိုက်သောအရဟံစိတ်ွယ်ရာယတိတာ၌မကောင်းမှုကိလေသာအကုသိုလ်အညစ်အကြေးတို့ကိုလည်းပြုလုပ်တော်မမူပေထသောအရဟံဝါဒနာနှင့်တကွ1500ကိလေသာတို့မှကင်းဝေးစင်ကြယ်တော်မူပေထသောဗဟိအန္တာဇယံအတွင်းယံအပြင်ယံတို့ကိုအတန်တန်အောင်မြင်တော်မူပေထသောသုကတံကောင်းသောစကားကိုဆိုတော်မူတတ်ထသောသုကတံကောင်းသောနိဗ္ဗာန်သို့လည်းပဲကြွားသွားတော်မူတတ်ထသောအမိတံမနိုင်ရှင်အပ်သောဂုဏ်တော်ပေါင်းနှင့်လည်းပြည့်စုံတော်မူပေထသောဝိရဇံရာဂအစရှိသောကိလေသာမျိုးအငြိကြီးမှကင်းဝေးတော်မူပေထသောလာလီတံရောင်ကြည်တော်6သွဲဖြင့်ကိုမျိုးစံပဲတင့်တဲ့တော်မူပေထသောအတုလံသီလခေါင်တိတမာတိနှင့်ကြည်ပြီးပညာလွန်ကဲသာ၍ပြိုင်လာနိုင်သူအတုလည်းရှိတော်မမူပေထသောစရဏံနိဗ္ဗာန်ရောက်ကြောင်းအကျင့်ကောင်းနှင့်ပြည့်စုံတော်မူပေထသောတိဘဝပါသမ္မံဘဝ3ပါးဘုံ3ပါးတို့၌ကိလေသာဘူမိတို့ကိုငြိမ်းအေးစေတော်မူနိုင်ထသောယမကံယေမိအစုံအစရှိသောတကုပြာတိဟာတို့ကိုအနုလုံပတိလုံပြစွမ်းတော်မူနိုင်ထသောဒုက္ခတံလူချမ်းသာနတ်ချမ်းသာနိဗ္ဗာန်ချမ်းသာတို့ကိုပေးတော်မူတတ်ထသောတရဏံလူနတ်နဂတရားဗျမ္မာတတ္တဝါဝေနေမြဘုချီတို့ဤအာတာကုကွယ်ရာအစိဧကံဖြစ်တော်မူပေထသောဇိနံလေးသေးစာပန်းအခိုင်ကိုလှမ်းကင်ကားတစ်ချက်တည်းဖြင့်ငါမဆွဲရန်အမိကိုဖြည့်ဆည်းအောင်မြင်တော်မူသောဘုရားရှင်ကိုယ်တော်မြတ်ကြီးကို
အဟံဘုရားတပည့်တော်သည်ပနာမမိယောတိမြန်တို့မညွတ်ကျွ၍ရှေခိုးကတော့ပါဤမြတ်စွာဘုရားဧတေနာသစ္စာဝေစေနာဤသို့နှုတ်တံဖော်ထုတ်ပြန်သဖြင့်ဟုတ်မှန်စွာဆိုရတဲ့ဝစီသစ္စာစကားကြောင့်ဧတေနာသစ္စာဝေစေနာဤသို့ဘုရားရှင်ကိုရောမြတ်ကြီးသည်အရဟံဘဟိအန္တာဇယံအစရှိသောဂုဏ်တော်တို့နှင့်ပြည့်စုံတော်မူပါပေ၏လို့မှန်ကန်စွာဆိုရတဲ့ဝစီသစ္စာစကားကြောင့်မေဘုရားတပည့်တော်အားဆရာမင်္ဂလံနှပြတွင်ပြင်ပြီးရန်ဆင်၍လောအင်စန္ဒဟုသမျှသည်ပြေဝါဆုံစွာစံတော်ဓာသို့အောင်ရအောင်မှုအောင်ကြောင်းပြုသည်အောင်စုယတနာအောင်ခြင်းကြီးမင်္ဂလာသည်ဟောတုမုတ်ချမသွေဖြစ်ပါစေတည်းအရဟံဘဟိအန္တဇယံသုကတံအမိတံဝိရဇံလလိတံအတုလံစရဏံတိဘဝပါသမ္မယမကံဒုက္ခတံတရဏံပနာမာမိစိနံဧတေနာသစ္စာဝိစေနာဟောတုမေဇယမင်္ဂလံအရဟံမြမနန္တုသုံးဘုံသူတို့ဤကြည်ဖြူကောရောပူဇော်သူကိုခံယူတော်မူထိုက်သောအရဟံစိတ်ွယ်ရာယတ္တိတ၌မကောင်းမှုကိလေသာအကုသိုလ်အညစ်အကြေးတို့ကိုလည်းပြုလုပ်တော်မမူပေထသောအရဟံဝါဒနာနှင့်တကွ1500ကိလေသာတို့မှကင်းဝေးစင်ကြယ်တော်မူပေထသောဗဟိအန္တာဇယံအတွင်းယံအပြင်ယံတို့ကိုအတန်တန်အောင်မြင်တော်မူပေထသောသုကတံကောင်းသောစကားကိုဆိုတော်မူတတ်ထသောသုကတံကောင်းသောနိဗ္ဗာန်သို့လည်းပဲကြွားသွားတော်မူတတ်ထသောအမိတံမနိုင်ရှင်အပ်သောဂုဏ်တော်ပေါင်းနှင့်လည်းပြည့်စုံတော်မူပေထသောဝိရဇံရာဂအစရှိသောကိလေသာမြူအငြိကြီးမှကင်းဝေးတော်မူပေထသောလာလီတံရောင်ကြည်တော်6သွဲဖြင့်ကိုမြူစံပဲတင့်တဲ့တော်မူပေထသောအတုလံသီလခေါင်တိတမာတိနှင့်ကြည်ပြီးပညာလွန်ကဲသာ၍ပြိုင်လာနိုင်သူအတုလည်းရှိတော်မမူပေထသောစရဏံနိဗ္ဗာန်ရောက်ကြောင်းအကျင့်ကောင်းနှင့်ပြည့်စုံတော်မူပေထသောတိဘဝုပါသမ္မံဘဝ3ပါးဘုံ3ပါးတို့၌ကိလေသာဘူမိတို့ကိုငြိမ်းအေးစေတော်မူနိုင်ထသောယမကံယေမိအစုံအစရှိသောတကုပြာတိဟာတို့ကိုအနုလုံပတိလုံပြစွမ်းတော်မူနိုင်ထသောဒုက္ခတံလူချမ်းသာနတ်ချမ်းသာနိဗ္ဗာန်ချမ်းသာတို့ကိုပေးတော်မူတတ်ထသောတရဏံလူနတ်နတ်ကတရားပြမတတ္တဝါဝီနေမြဘုချီတို့ဤအာတာကုကွယ်ရာအစိဧကံဖြစ်တော်မူပေထသောဇိနံလေးသေးစာပန်းအခိုင်ကိုလမ်းကင်ကားတစ်ချက်တည်းဖြင့်
ငါမဆွဲရန်အမည်ကိုဖြည့်ဆည်းအောင်မြင်တော်မူသောဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုအဟံဘုရားတပည့်တော်သည်ပဏာမမိယောတိမြတ်နိုးမညွတ်ကျွ၍ရှေခိုးကတော့ပါဤမြတ်စွာဘုရားဧတေနာသစ္စာဝေစေနာဤသို့နှုတ်တံဖော်ထုတ်ပြန်သဖြင့်ဟုတ်မှန်စွာဆိုရတဲ့ဝစီသစ္စာစကားကြောင့်ဧတေနာသစ္စာဝေစေနာဤသို့ဘုရားရှင်ကိုရောမြတ်ကြီးသည်အရဟံဘဟိအန္တာဇယံအစရှိသောဂုဏ်တော်တို့နှင့်ပြည့်စုံတော်မူပါပေ၏လို့မှန်ကန်စွာဆိုရတဲ့ဝစီသစ္စာစကားကြောင့်မေဘုရားတပည့်တော်အားဆရာမင်္ဂလံနှပြတွင်ပြင်ပြီးရန်ဆင်၍လောအင်ဆန္ဒဟုသမျှသည်ပြေဝါဆုံစွာစံတော်ဓာတုအောင်ရအောင်မှုအောင်ကြောင့်ပြုသည်အောင်စုယတနာအောင်ခြင်းကြီးမင်္ဂလာသည်ဟောတုမုတ်ချမသွေဖြစ်ပါစေတည်းအရဟံဘဟိအန္တဇယံသုကတံအမိတံဝိရဇံလလိတံအတုလံစရဏံတိဘဝပါသမ္မယမကံဒုက္ခတံတရဏံဗနာမာမိစိနံဧတေနာသစ္စာဝိစေနာဟောတုမေဇယမင်္ဂလံအရဟံမြမနတုသုံးဘုံသူတို့ဤကြည်ဖြူကောရောပူဇော်သူကိုခံယူတော်မူထိုက်သောအရဟံစိတ်ွယ်ရာယတိတ၌မကောင်းမှုကိလေသာအကုသိုလ်အညစ်အကြေးတို့ကိုလည်းပြုလုပ်တော်မမူပေထသောအရဟံဝါဒနာနှင့်တကွ1500ကိလေသာတို့မှကင်းဝေးစင်ကြယ်တော်မူပေထသောဘဟိအန္တာဇယံအတွင်းယံအပြင်ယံတို့ကိုအတန်တန်အောင်မြင်တော်မူပေထသောသုကတံကောင်းသောစကားကိုဆိုတော်မူတတ်ထသောသုကတံကောင်းသောနိဗ္ဗာန်သို့လည်းပဲကြွားသွားတော်မူတတ်ထသောအမိတံမနိုင်ရှင်အပ်သောဂုဏ်တော်ပေါင်းနှင့်လည်းပြည့်စုံတော်မူပေထသောဝိရဇံရာဂအစရှိသောကိလေသာမျိုးအငြိကြေးမှကင်းဝေးတော်မူပေထသောလာလီတံရောင်ကြည်တော်6သွဲဖြင့်ကိုမျိုးစံပဲတင့်တယ်တော်မူပေထသောအတုလံသီလခေါင်တိတမာတိနှင့်ကြည်ပြီးပညာလွန်ကဲသာ၍ပြိုင်လာနိုင်သူအတုလည်းရှိတော်မမူပေထသောစရဏံနိဗ္ဗာန်ရောက်ကြောင်းအကျင့်ကောင်းနှင့်ပြည့်စုံတော်မူပေထသောတိဘဝပါသမ္မံဘဝ3ပါးဘုံ3ပါးတို့၌ကိလေသာဘူမိတို့ကိုငြိမ်းအေးစီတော်မူနိုင်ထသောယမကံယေမိအစုံအစရှိသောတကုပြာဒိဟာတို့ကိုအနုလုံပတိလုံပြစွမ်းတော်မူနိုင်ထသောဒုက္ခတံလူချမ်းသာနတ်ချမ်းသာနိဗ္ဗာန်ချမ်းသာတို့ကိုပေးတော်မူတတ်ထသောတရဏံလူနတ်နဂတရားဗျမ္မာတတ္တဝါဝီနေမြဘုချီတို့ဤ
အာတာကုကွယ်ရာအစိဧကံဖြစ်တော်မူပေထသောဇိနံလေးသေးစာပန်းအခိုင်ကိုလမ်းကင်ကားတစ်ချက်တည်းဖြင့်ငါမဆွဲရန်အမည်ကိုဖြည့်ဆည်းအောင်မြင်တော်မူသောဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုအဟံဘုရားတပည့်တော်သည်ပနာမာမိယောတိမြန်နိုမညွတ်ကျွ၍ရှေခိုးကတော့ပါဤမြတ်စွာဘုရားဧတေနာသစ္စာဝေစေနာဤသို့နှုတ်တံဖော်ထုတ်ပြန်သဖြင့်ဟုတ်မှန်စွာဆိုရတဲ့ဝစီသစ္စာစကားကြောင့်ဧတေနာသစ္စာဝေစေနာဤသို့ဘုရားရှင်ကိုရောမြတ်ကြီးသည်အရဟံဘဟိအန္တာဇယံအစရှိသောဂုဏ်တော်တို့နှင့်ပြည့်စုံတော်မူပါပေ၏လို့မှန်ကန်စွာဆိုရတဲ့ဝစီသစ္စာစကားကြောင့်မေဘုရားတပည့်တော်အားဆရာမင်္ဂလံနှပြတွင်ပြင်ပြီးရန်ဆင်၍လောအင်စန္ဒဟုသမျှသည်ပြေဝါဆုံးစွာစံတော်ဓာသို့အောင်ရအောင်မှုအောင်ကြောင်းပြုသည်အောင်စုရတနာအောင်ခြင်းကြီးမင်္ဂလာသည်ဟောတုမုတ်ချမသွေဖြစ်ပါစေတည်းအရဟံဘဟိအန္တဇယံသုကတံအမိတံဝိရဇံလလိတံအတုလံစရဏံတိဘဝပါသမ္မံယမကံဒုက္ခတံတရဏံဗနာမာမိဇိနံဧတေနာသစ္စာဝိစေနာဟောတုမေဇယမင်္ဂလံအရဟံမြမနတုသုံးဘုံသူတို့ဤကြည်ဖြူကောရောပူဇော်သူကိုခံယူတော်မူထိုက်သောအရဟံစိတ်ွယ်ရာယတိတာ၌မကောင်းမှုကိလေသာအကုသိုလ်အညစ်အကြေးတို့ကိုလည်းပြုလုပ်တော်မမူပေထသောအရဟံဝါဒနာနှင့်တကွ1500ကိလေသာတို့မှကင်းဝေးစင်ကြယ်တော်မူပေထသောဗဟိအန္တာဇယံအတွင်းယံအပြင်ယံတို့ကိုအတန်တန်အောင်မြင်တော်မူပေထသောသုကတံကောင်းသောစကားကိုဆိုတော်မူတတ်ထသောသုကတံကောင်းသောနိဗ္ဗာန်သို့လည်းပဲကြွားသွားတော်မူတတ်ထသောအမိတံမနိုင်ရှင်အပ်သောဂုဏ်တော်ပေါင်းနဲ့လည်းပြည့်စုံတော်မူပေထသောဝိရဇံရာဂအစရှိသောကိလေသာမျိုးအငြိကြီးမှကင်းဝေးတော်မူပေထသောလာလီတံရောင်ကြည်တော်6သွဲဖြင့်ကိုမျိုးစံပဲတင့်တဲ့တော်မူပေထသောအတုလံသီလခေါင်တိတမာတိနှင့်ကြည်ပြီးပညာလွန်ကဲသာ၍ပြိုင်လာနိုင်သူအတုလည်းရှိတော်မမူပေထသောစရဏံနိဗ္ဗာန်ရောက်ကြောင်းအကျင့်ကောင်းနှင့်ပြည့်စုံတော်မူပေထသောတိဘဝုပါသမ္မံဘဝ3ပါးဘုံ3ပါးတို့၌ကိလေသာဘူမိတို့ကိုငြိမ်းအေးစေတော်မူနိုင်ထသောယမကံယေမိအစုံအစရှိသောတကုပြာဒိဟာတို့ကိုအနုလုံပတိလုံပြာစွမ်းတော်မူနိုင်ထသောဒုက္ခတံလူချမ်းသာနတ်ချမ်းသာနိဗ္ဗာန်ချမ်းသာတို့ကိုပေးတော်မူတတ်ထသော
တရဏံလူနတ်နဂတရားဗျမ္မာတတ္တဝါဝီနေမြဘုချီတို့ဤအာတာကုကွယ်ရာအစိဧကံဖြစ်တော်မူပေထသောဇိနံလေးသေးစာပန်းအခိုင်ကိုလမ်းကင်ကားတစ်ချက်တည်းဖြင့်ငါမဆွဲရန်အမည်ကိုဖြည့်ဆည်းအောင်မြင်တော်မူသောဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုအဟံဘုရားတပည့်တော်သည်ပဏာမာမိယောတိမြတ်နိုမညွတ်ကျွ၍ရှေခိုးကတော့ပါဤမြတ်စွာဘုရားဧတေနာသစ္စာဝေစေနာဤသို့နှုတ်တံဖော်ထုတ်ပြန်သဖြင့်ဟုတ်မှန်စွာဆိုရတဲ့ဝစီသစ္စာစကားကြောင့်ဧတေနာသစ္စာဝေစေနာဤသို့ဘုရားရှင်ကိုရောမြတ်ကြီးသည်အရဟံဘဟိအန္တာဇယံအစရှိသောဂုဏ်တော်တို့နှင့်ပြည့်စုံတော်မူပါပေ၏လို့မှန်ကန်စွာဆိုရတဲ့ဝစီသစ္စာစကားကြောင့်မေဘုရားတပည့်တော်အားဆရာမင်္ဂလံနှပြတွင်ပြင်ပြီးရန်ဆင်၍လောအင်စန္ဒဟုသမျှသည်ပြေဝါဆုံစွာစံတော်ဓာတုအောင်ရအောင်မှုအောင်ကြောင့်ပြုသည်အောင်စုယတနာအောင်ခြင်းကြီးမင်္ဂလာသည်ဟောတုမုတ်ချမသွေဖြစ်ပါစေတည်းအရဟံဘဟိအန္တဇယံသုကတံအမိတံဝိရဇံလလိတံအတုလံစရဏံတိဘဝပါသမ္မယမကံဒုက္ခတံတရဏံဗနာမာမိဇိနံဧတေနာသစ္စာဝိစေနာဟောတုမေဇယမင်္ဂလံအရဟံမြမနတ်လူသုံးပုံသူတို့ဤကြည်ဖြူကောရောပူဇော်သူကိုခံယူတော်မူထိုက်သောအရဟံစိတ်ွယ်ရာယတ္တိတ၌မကောင်းမှုကိလေသာအကုသိုလ်အညစ်အကြေးတို့ကိုလည်းပြုလုပ်တော်မမူပေထသောအရဟံဝါဒနာနှင့်တကွ1500ကိလေသာတို့မှကင်းဝေးစင်ကြယ်တော်မူပေထသောဗဟိအန္တာဇယံအတွင်းယံအပြင်ယံတို့ကိုအတန်တန်အောင်မြင်တော်မူပေထသောသုကတံကောင်းသောစကားကိုဆိုတော်မူတတ်ထသောသုကတံကောင်းသောနိဗ္ဗာန်သို့လည်းပဲကြွားသွားတော်မူတတ်ထသောအမိတံမနိုင်ရှင်အပ်သောဂုဏ်တော်ပေါင်းနှင့်လည်းပြည့်စုံတော်မူပေထသောဝိရဇံရာဂအစရှိသောကိလေသာမျိုးအငြိကြေးမှကင်းဝေးတော်မူပေထသောလာလီတံရောင်ကြည်တော်6သွဲဖြင့်ကိုမျိုးစံပဲတင့်တဲ့တော်မူပေထသောအတုလံသီလခေါင်တိတမာတိနှင့်ကြည်ပြီးပညာလွန်ကဲသာ၍ပြိုင်လာနိုင်သူအတုလည်းရှိတော်မမူပေထသောစရဏံနိဗ္ဗာန်ရောက်ကြောင်းအကျင့်ကောင်းနှင့်ပြည့်စုံတော်မူပေထသောတိဘဝုပါသမ္မံဘဝ3ပါးဘုံ3ပါးတို့၌ကိလေသာဘူမိတို့ကိုငြိမ်းအေးစေတော်မူနိုင်ထသောယမကံယေမိအစုံအစရှိသောတကုပြာတိဟာတို့ကိုအနုလုံပတိလုံပြစွမ်းတော်မူနိုင်ထသော
ဒုက္ခတံလူချမ်းသာနတ်ချမ်းသာနိဗ္ဗာန်ချမ်းသာတို့ကိုပေးတော်မူတတ်သောတရဏံလူနတ်နတ်ကတရားဗျမ္မာတတ္တဝါဝီနေမြဘုချေတို့ဤအာတာကုကွယ်ရာအစိဧကံဖြစ်တော်မူပေထသောဇိနံလေးသေးစာပန်းအခိုင်ကိုလမ်းကင်ကားတစ်ချက်တည်းဖြင့်ငါမဆွဲရန်အမည်ကိုဖြည့်ဆည်းအောင်မြင်တော်မူသောဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုအဟံဘုရားတပည့်တော်သည်ပနာမမိယောတိမြတ်နိုးမညွတ်ကျွ၍ရှေခိုးကတော့ပါဤမြတ်စွာဘုရားဧတေနာသစ္စာဝေစေနာဤသို့နှုတ်တံဖော်ထုတ်ပြန်သဖြင့်ဟုတ်မှန်စွာဆိုရတဲ့ဝစီသစ္စာစကားကြောင့်ဧတေနာသစ္စာဝေစေနာဤသို့ဘုရားရှင်ကိုရောမြတ်ကြီးသည်အရဟံဘဟိအန္တာဇယံအစရှိသောဂုဏ်တော်တို့နှင့်ပြည့်စုံတော်မူပါပေ၏လို့မှန်ကန်စွာဆိုရတဲ့ဝစီသစ္စာစကားကြောင့်မေဘုရားတပည့်တော်အားဆရာမင်္ဂလံနပြတွင်ပြင်ပြီးရန်ဆင်၍လောအင်စန္ဒဟုသမျှသည်ပြေဝါဆုံးစွာစံတော်တာသို့အောင်ရအောင်မှုအောင်ကြောင်းပြုသည်အောင်စုရတနာအောင်ခြင်းကြီးမင်္ဂလာသည်ဟောတုမုတ်ချမသွေဖြစ်ပါစေတည်းအရဟံဘဟိအန္တဇယံသုကတံအမိတံဝိရဇံလလိတံအတုလံစရဏံတိဘဝုပါသမ္မယမကံဒုက္ခတံတရဏံဗနာမာမိစိနံဧတေနာသစ္စာဝိစေနာဟောတုမေဇယမင်္ဂလံအရဟံမြမနန္တုသုံးဘုံသူတို့ဤကြည်ဖြူကောရောပူဇော်သူကိုခံယူတော်မူထိုက်သောအရဟံစိတ်ွယ်ရာယတေတာ၌မကောင်းမှုကိလေသာအကုသိုလ်အညစ်အကြေးတို့ကိုလည်းပြုလုပ်တော်မမူပေထသောအရဟံဝါဒနာနှင့်တကွ1500ကိလေသာတို့မှကင်းဝေးစင်ကြယ်တော်မူပေထသောဘဟိအန္တာဇယံအတွင်းယံအပြင်ယံတို့ကိုအတန်တန်အောင်မြင်တော်မူပေထသောသုကတံကောင်းသောစကားကိုဆိုတော်မူတတ်ထသောသုကတံကောင်းသောနိဗ္ဗာန်သို့လည်းပဲကြွားသွားတော်မူတတ်ထသောအမိတံမနိုင်ရှင်အပ်သောဂုဏ်တော်ပေါင်းနဲ့လည်းပြည့်စုံတော်မူပေထသောဝိရဇံရာဂအစရှိသောကိလေသာမြူအညစ်အကြေးမှကင်းဝေးတော်မူပေထသောလာလီတံရောင်ကြည်တော်6သွဲဖြင့်ကိုမြူစံပဲတင့်တယ်တော်မူပေထသောအတုလံသီလခေါင်တိတမာတိနှင့်ကြည်ပြီးပညာလွန်ကဲသာ၍ပြိုင်လာနိုင်သူအတုလည်းရှိတော်မမူပေထသောစရဏံနိဗ္ဗာန်ရောက်ကြောင်းအကျင့်ကောင်းနှင့်ပြည့်စုံတော်မူပေထသောတိဘဝုပါသမ္မံဘဝ3ပါးဘုံ3ပါးတို့၌ကိလေသာဘူမိတို့ကိုငြိမ်းအေးစေတော်မူနိုင်ထသော
ယမကံယေမိအစုံအစရှိသောတကုပြာတိဟာတို့ကိုအနုလုံပတိလုံပြစွမ်းတော်မူနိုင်ထသောဒုက္ခတံလူချမ်းသာနတ်ချမ်းသာနိဗ္ဗာန်ချမ်းသာတို့ကိုပေးတော်မူတတ်ထသောတရဏံလူနတ်နဂတရားဗျမ္မာတတ္တဝါဝီနေမြဘုချီတို့ဤအာတာကုကွယ်ရာအစိဧကံဖြစ်တော်မူပေထသောဇိနံလေးသေးစာပန်းအခိုင်ကိုလမ်းကင်ကားတစ်ချက်တည်းဖြင့်ငါမန်ဆွဲရန်အမည်ကိုဖြည့်ဆည်းအောင်မြင်တော်မူသောဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုအဟံဘုရားတပည့်တော်သည်ပဏာမာမိယောတိမြတ်နိုမညွတ်ကျွ၍ရှေခိုးကတော့ပါဤမြတ်စွာဘုရားဧတေနာသစ္စာဝေစေနာဤသို့နှုတ်တံဖော်ထုတ်ပြန်သဖြင့်ဟုတ်မှန်စွာဆိုရတဲ့ဝစီသစ္စာစကားကြောင့်ဧတေနာသစ္စာဝေစေနာဤသို့ဘုရားရှင်ကိုရောမြတ်ကြီးသည်အရဟံဘဟိအန္တာဇယံအစရှိသောဂုဏ်တော်တို့နှင့်ပြည့်စုံတော်မူပါပေ၏လို့မှန်ကန်စွာဆိုရတဲ့ဝစီသစ္စာစကားကြောင့်မေဘုရားတပည့်တော်အားဆရာမင်္ဂလံနှပြတွင်ပြင်ပြီးရန်ဆင်၍လောအင်စန္ဒဟုသမျှသည်ပြေဝါဆုံးစွာစံတော်ဓာသို့အောင်ရအောင်မှုအောင်ကြောင်းပြုသည်အောင်စုယတနာအောင်ခြင်းကြီးမင်္ဂလာသည်ဟောတုမုတ်ချမသွေဖြစ်ပါစေတည်းအရဟံဘဟိအန္တဇယံသုကတံအမိတံဝိရဇံလာလိတံအတုလံစရဏံတိဘဝပါသမ္မယမကံဒုက္ခတံတရဏံပနာမာမိဇိနံဧတေနာသစ္စာဝိစေနာဟောတုမေဇယမင်္ဂလံအရဟံမြမနန္တုသုံးဘုံသူတို့ဤကြည်ဖြူကောရောပူဇော်သူကိုခံယူတော်မူထိုက်သောအရဟံစိတ်ွယ်ရာယတိတ၌မကောင်းမှုကိလေသာအကုသိုလ်အညစ်အကြေးတို့ကိုလည်းပြုလုပ်တော်မမူပေထသောအရဟံဝါဒနာနှင့်တကွ1500ကိလေသာတို့မှကင်းဝေးစင်ကြယ်တော်မူပေထသောဘဟိအန္တာဇယံအတွင်းယံအပြင်ယံတို့ကိုအတန်တန်အောင်မြင်တော်